နာမည်ကြီးလုံးလို့မရမကလိုက်ရှာဝဲပြီးဖတ်ကြည့်လိုက်တာမျက်စိတွေကိုတမ်းမြင်တာပဲတို့ရွာကတခိုးတွေပြောပါတယ်ဟာဒီမှာမင်းဖတ်ပြီးပြီလားဟုတ်ဒါနဲ့နေသားမောင်အဲ့ဓာတွေကိုဘာဖြစ်လို့ဟိုလူတွေကအိုးမလုံးအုံဖို့ဖြစ်ပြီးကြော်ညာပေးနေရတာလဲဟမ်ဟုတ်မယ်တော့စောင်းနာမည်တော့လှတယ်ကွာတခိုးတဲ့လိုက်ပါပဲခဏနေခွင့်ရတဲ့အခိုက်အတန့်မှာနာမည်ပြမရှိရင်အမဲသက်မရှိသိကောင်းတော့တန်ရှင်းဖြူစင်တဲ့လူတစ်ယောက်ဖြစ်ရှင်တန်ခွင့်ရတယ်ဆိုရင်ဒါအကောင်းတော့သို့တော်လည်းအမားတစ်ခုကျူးလွန်ခဲ့မိတယ်အမဲသက်တစ်ခုရှိခဲ့တယ်ဆိုရင်လည်းပြင်လို့ရတဲ့အရာတွေမှမဟုတ်တာကြည်နဲ့ကြီးလက်ခံလိုက်ရုံပါပဲဒါဆိုရင်ကိုယ့်အတွက်စိတ်တန်ရာမရတယ်လို့အများသူငါကြားမှာနေရတာလေပွဲလေတင်ပါတယ်ကိုဖြစ်ခဲ့မိတဲ့အမှားကိုကျူးလွန်ခဲ့မိတဲ့အမဲဆက်ကိုဇွတ်ကြီးဖြူစင်ဖို့ကြိုးစားနေဒါအပင်မှန်ပါတယ်ဒါကြောင့်လည်းကျွန်တော်ဘယ်တုန်းကမှကျွန်တော်ဖြူစင်ဖို့မကြိုးစားခဲ့တာဖြူစင်တယ်လို့လည်းတစ်ခါမှမပြောခဲ့ပါ